သာသနာတော်နှစ်2565နှစ်ကောဇာတက္ကရာ1383ခုနှစ်နောင်တကူလဆန်း9ရက်2022ခုနှစ်ဧပြီလ9ရက်စနေနေ့၌အွန်လိုင်းမှာဟောကြားအပ်သောစိတ်အညစ်အကြေးများအပိုင်း3တရားဒေသနာတော်ဝဋ္ဌတုတ်ကိုမြတ်စွာဘုရားစိတ်ရဲ့အညစ်အကြေးတွေရှုစွာဖော်ထုတ်ပြီးတော့စိတ်ရဲ့အညစ်အကြေးကင်းမှုအတွက်အညစ်အကြေးတွေကိုဖယ်ရှားပစ်ဖို့ဟောကြားခဲ့တာဖြစ်တယ်ဒီကျင့်စဉ်ဟာမြတ်စွာဘုရားရဲ့လမ်းညွှန်မှုပြုတဲ့နိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ်မျိုးစိတ်ရဲ့အညစ်အကြေးတွေဖယ်ရှားနိုင်မှကောင်းကျိုးချမ်းသာတွေကိုရနိုင်မှာဖြစ်လို့အဲ့တော့ဖယ်ရှားမယ်ဒီသုတ်တံမှာတော့ဘာနဲ့ဖယ်ရှားမယ်ဆိုတာကိုတော့တိတိကျကျဟောပြီးတော့မထားဘူးမြတ်စွာဘုရား။အဲကြောင့်ဒီမှာတိတိကျကျမဟောတာတော့ဆိုမြတ်စွာဘုရားရဲ့တပိဿဝကတွေအနေနဲ့စိတ်ရဲ့အညစ်အကြေးတွေကိုဘယ်လိုဖယ်ရမယ်ဆိုတာသိရှိနားလည်ပြီးဖြစ်လို့လည်းဖြစ်လိမ့်မယ်။ဘာကြောင့်လဲဆိုဒီမှာပထမမြတ်စွာဘုရားဟောလိုက်တယ်စိတ်တွေတန်ကိလေထေဒုက္ခတိပါတိပိကင်္ခာစိတ်တွေညစ်နွမ်းမယ်ဆိုရင်မကောင်းတဲ့အလားလာပဲမျောလင်းရမယ်စိတ်တွေအတန်ကိလေထေဒုက္ခတိပါတိကင်္ခာစိတ်ဟာညစ်ညူးမှုညစ်ပေမှုမရှိဘူးဆိုရင်ကောင်းတဲ့အလားလာကိုမျှော်လင့်နိုင်တယ်လို့ထိစကားစပြီးတော့ဟောပြီးတဲ့ဒုတိယအချက်ကျတော့စိတ်ရဲ့အညစ်အကြေးဆိုတာဘာတွေလဲဆိုပြီး16မျိုးမြတ်စွာဘုရားဟောသွားတယ်စိတ်ရဲ့အညစ်အကြေး16မျိုးလူတွေမှာများသောအားဖြင့်ဖြစ်လိဖြစ်တာရှိတယ်ဒီ16မျိုးမြတ်စွာဘုရားရှင်းလင်းဟောကြားတာအဲ့ဒါဟောပြီးတဲ့နောက်မှာတော့ဒီစိတ်ရဲ့အညစ်အကြေးကိုစိတ်ရဲ့အညစ်အကြေးလို့သိရမယ်သိပြီးရင်ဖယ်ရမယ်နောက်ဆုံးဖယ်ပြီးဖြစ်ရမယ်လို့ပဇဟတိပဟိနောဟောတိလို့ဒီလိုလေးပဲမြတ်စွာဘုရားကတမန်လေးပဲဟောထားတယ်စိတ်ရဲ့အညစ်အကြေးကိုအညစ်ညမ်းအညစ်အကြေးဆိုတာသိရမယ်ဒါပါနဲ့သိပါတော့ဆိုရင်စိတ်တ ानु ပဒနာနဲ့တတိနဲ့ပညာနဲ့ဝိရိယနဲ့ပေါင်းစပ်မှသိနိုင်တာဟုတ်တတိပ္ပံတရားတော့ဒီမှာစိတ်တ ानु ပဒနာဆိုတာကိုယ်စိတ်ဟာရာဂနဲ့တွဲနေသလားဒေါသနဲ့တွဲနေသလားမောဟနဲ့တွဲနေသလားဆိုတာဆင်ញင်သုံးသပ်ရမယ်အနုပဒနာဆိုအချိန်ချင်းထပ်ဆင်ញင်သုံးသပ်တာ contemplation လို့ခေါ်တယ်အဲ့တော့ကိုယ်စိတ်ကို contemplate လုပ်ဖို့လိုတယ်ပေါ့အဲ့တော့စိတ်ကိုတတိနဲ့ပညာနဲ့စောင့်ကြည့်ရကိုယ်စိတ်ကိုဆင်ញင်သုံးသပ်ပြီးစောင့်ကြည့်ရစောင့်ကြည့်တဲ့အခါမှာအဖြေထုတ်လို့ရငါစိတ်မှာလောဘတွေမကြာခဏဖြစ်တယ်ဒေါသတွေဖြစ်တယ်အလုံးကတော့ဖြစ်နေတာမဟုတ်ဘူးလောဘဆိုတာလည်းအမြဲဖြစ်နေတာမဟုတ်ဘူးဒေါသဆိုတာလည်းအမြဲဖြစ်နေတာမဟုတ်ဘူးမာနတို့အိဒါတို့မစ္စရိယတို့ဆိုတာလည်းအမြဲဖြစ်တာမဟုတ်ဘူးအကြောင်းတိုက်ဆိုင်လာတဲ့အခါမှာဖြစ်လာတတ်တာဖြစ်တဲ့အခါမှာကိုသုံးသပ်ရမှာပါတော့ဆိုဖြစ်လာတဲ့အကျိန်များသလားဖြစ်လာတဲ့အခါရောပြင်းထန်မှုရှိသလားအကျိန်များသလားအရှိန်ကပြင်းထန်သလားဒီနှစ်ခုမှစဉ်းစားအဲ့တော့ကိုယ်တဏ္ဍာမှာလောဘရှိတာရှိမှမသိဘူးဒေါသဖြစ်တာဖြစ်မှမသိဘူးမောဟဖြစ်တာဖြစ်မှမသိဘူးစိတ်ရဲ့အညစ်အကြေးတွေကိုယ်တဏ္ဍာမှာရှိနေတာရှိမှမသိဘူးဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာသိတောင်မှမသိတော့ဘယ်လိုလုပ်ပြီးတော့ကြိုးစားမှာဘယ်လိုလုပ်ပြီးဖယ်ရှားဖို့ဆိုတာဖြစ်နိုင်မှာတော့ဒါကြောင့်မို့မြတ်စွာဘုရားစိတ်တတဥပကိလေသောတိဣတိဝိဒိတဝါစိတ်တတဥပကိလေတံပစဟတိလောဘဟာစိတ်ရဲ့ဝိသမလောဘသို့မဟုတ်အဘိဓါဟာစိတ်ရဲ့အညစ်အကြေးပဲလို့သိပါတဲ့သိပြီးတဲ့အခါမှာပယ်ပါဒီလိုပြောတာတော့သိလိုက်တာနဲ့ပဲတချို့ကနောက်ဆုတ်သွားတယ်လေမသိပဲနေပဲပဲနဲ့သိတာပညာပဲလောဘဖြစ်တာကိုဖြစ်တယ်လို့သိလိုက်တာပညာပဲအဲ့ဒါနဲ့တည်းပဲလောဘနောက်ဆုတ်သွားတယ်ဘာကြောင့်လို့ဆိုရင်သိခြင်းကြောင့်လောဘကမဖြစ်ဘူးလောဘဖြစ်တာဘာကြောင့်ဖြစ်တာတော့အိဋ္ဌယုံပေါ်မှာအတွေးလွဲမှားခြင်းကြောင့်ဖြစ်တာလိုချင်စရာအာယုန်နဲ့တွေ့ရင်လောဘဖြစ်တယ်တွေ့တိုင်းဖြစ်သလားဆိုမဖြစ်ဘူးလိုချင်စရာအာယုန်နဲ့လည်းတွေ့တယ်အတွေးကလည်းလောဘနဲ့တွေ့မိတယ်ဆိုရင်ဖြစ်လာတယ်ဒီလိုဆိုလိုတာနော်ဒေါသကြတော့အနိဋ္ဌယုန်နဲ့တွေ့တယ်အနိဋ္ဌယုန်ဆိုကိုမကြိုက်တာကိုပြောတာကိုမကြိုက်တဲ့ဟာနဲ့တွေ့လာတွေ့တိုင်းဖြစ်သလားလို့ဆိုအဲ့လိုလည်းမဖြစ်ဘူးတွေ့ပြီးတဲ့အခါမှာဒီမသိမတင်နှလုံးသွင်းလိုက်တာပေါ့မသိမတင်နှလုံးသွင်းလိုက်တဲ့ဆိုတာအသိဉာဏ်ကင်းမဲ့သွားတာဆိုလိုတယ်မကန်တွေးလိုက်တဲ့အခါမှာဒေါသဖြစ်လာတာလေငါကိုစော်ကားတာပဲလို့တွေးလိုက်ရင်လေဒေါသဖြစ်တာငါဆဲတာပဲလို့သိလိုက်ရင်လေဒေါသဖြစ်တာတော့အဲ့လိုအကြောင်းကြောင့်ဖြစ်လာတာဘာကြောင့်ဖြစ်တယ်ဆိုတာကိုသိရမယ်အဲ့တော့မြတ်စွာဘုရားကအတူလေးတွေဟောတာဝိဒိတဝါသိရှိရအဲ့တော့သိရှိဖို့အတွက်ဘာလိုအပ်တုံးဆိုရင်တတိရဲ့သမာဓိရဲ့ပညာရဲ့ဒီသုံးခုလိုအပ်တယ်ဝိရိယရဲ့ပေါ့လေဒီသဘာဝတရားတစ်ခုကိုသိဖို့ဆိုတာကြတော့နော်
မဟာသတိပဋ္ဌာန်သုံးပါညွှန်ကြားထားတဲ့အတိုင်းပဲအတ္တပိသိအောင်ကြိုးစားမှုရှိရမယ်သမ္ပဇာနောဆင်ញင်ရမယ်ပညာရှိရမယ်တတိမှာတတိရှိရမယ်အဓိကကတော့ဒီသုံးခုပါဝိရိယရဲ့တတိရဲ့ပညာရဲ့ဒီသုံးခုပေါင်းစပ်လိုက်မယ်ဆိုလို့ရှိရင်တော့ခုနကိုယ်တဏ္ဍမှာလောဘဖြစ်ရင်လည်းဖြစ်တယ်လို့သိလိုက်တယ်ဒေါသဖြစ်ရင်လည်းဖြစ်တယ်လို့သိရမယ်အဲ့ဒီသိတာဟာသူ့ကိုတားဆင်းခြင်းသိတယ်ဆိုတာဘာနဲ့သိတာတော့ဆိုရင်ခုနတတိနဲ့ပညာနဲ့တတိကယူပေးလို့ပညာကသိတာလေတတိမပါဘဲနဲ့သိတာမဟုတ်ဘူးအဲ့ဒါလေးကိုကွဲပြားခြားနာအောင်ဘယ်လိုမှတ်မလဲတတိကဒေါသကိုဖြူဆောင်ပေးလိုက်တယ်စိတ်နဲ့ပေါင်းစုံပေးလိုက်တယ်အေးဒေါသဖြစ်နေပြီဆိုတာတတိက information ပေးတာတတိကသတင်းပေးလိုက်တာပေးလိုက်တဲ့အခါကျတော့ပညာကသိလိုက်တာတတိကသတင်းမပေးရင်ပညာကမသိဘူးသဘာဝတရားတွေဟာပေါင်းစပ်ပြီးတော့လုပ်တာအဲ့လိုတတိလဲသတင်းပေးတာတို့ပညာကသိတာတို့ဆိုတာစ조사မှုတစ်ခုပဲအဲ့ဒါကြောင့်မို့ဝိရိယဆိုတာလဲပါတယ်လို့သူတို့ဆိုလို့တယ်ပေါ့နော်ကြည့်လိုက်ပဲဆိုလို့ရှိရင်တော့မဂ္ဂင်၈ပါးတွေကထည့်ပြောမယ်ဆိုလို့ရှိရင်သမသင်္ကပ္ပဆိုတဲ့မဂ္ဂနဲ့အတွေ့လည်းပါတယ်သမဝါယာမဆိုကြိုးစားမှုလည်းပါတယ်သမတတိဆိုတဲ့တတိရှိမှုလည်းပါတယ်သမသမာဓိလို့ဆိုတဲ့အခိုက်အတန့်စိတ်တည်ငြိမ်မှုလည်းပါတယ်အဲ့ဒါတွေပါမှသမဒိဋ္ဌိဆိုမဂ္ဂဆိုတာမြင်တာဖြစ်တယ်ကမ္မထာအထုတ်တယ်ဆိုတာအဲ့ဒီ၅ခုနဲ့လှုပ်လို့တာပဲတခြားဘာမှမပါဘူးအဲ့ဒီ၅ခုနဲ့လှုပ်တာအဓိကကိုပြောတာအဓိကသူတို့၅ခုရဲ့ဆောင်ရွက်မှုပဲနော်မဂ္ဂင်၈ပါးကအလုံးလုံးနေတာဘယ်သူတွေတုံးဆိုရင်သမသင်္ကပ္ပသမဝါယာမသမတတိသမသမာဓိနောက်ပြီးတော့သမဒိဋ္ဌိအဲ့ဒီ၅ခုဟာတပြိုင်နဲ့ပေါင်းစပ်ပြီးတော့လုပ်ပေါင်းစပ်လုပ်နေတယ်ဆိုတာဘယ်ဒီတရားထုတ်မှမဟုတ်ဘူးတခြားနေရာလဲပေါင်းစပ်တာပဲစာဖတ်တဲ့ဆိုစာဖတ်လို့ရှိရင်အကုန်လုံးပြောရမယ်ဆိုရင်စာအုပ်ရယ်နော်စာအုပ်ဖွင့်ပေးတဲ့လက်ရယ်မျက်လုံးရယ်စိတ်ရယ်အသိဉာဏ်ရယ်ပေါင်းစပ်ထားတာပဲအဲပေါင်းစပ်မှဒါတစ်ခုဖြစ်တာလေမျက်လုံးတစ်ခုတည်းနဲ့လည်းမဖြစ်ဘူးနော်လက်တစ်ခုတည်းနဲ့လည်းမဖြစ်ဘူးစာအုပ်တစ်ခုတည်းနဲ့လည်းမဖြစ်ဘူးစာအုပ်လေးရှိရမယ်လက်ကလည်းဖွင့်ပေးရမယ်နော်လက်ကလည်းဖွင့်ပေးရမယ်မျက်စိကလည်းကြည့်ရမယ်ဒါအကြမ်းမြင့်ပြောတာအလုံးကပေါင်းစပ်တာပေါင်းစပ်ပြီးတော့လုပ်ရတယ်ပေါင်းစပ်ထားပြီမဲ့လို့အလုံးကအလုတ်ကိုတူတူလုပ်တာဖြစ်တော့ကြောင့်တစ်ခုတည်းကဲ့သို့အဲ့ဒါကို unity လို့ခေါ်တယ်တစ်ခုတည်းကဲ့သို့လောက်တာတော့အများကြီးကောင်းမောင်းနေတယ်ဆိုရင်လည်းပဲတစ်ခုတည်းကဲ့သို့ဖြစ်တာပဲလေစဉ်းစားကြည့်ပေါ့ဘယ်သူတွေပေါင်းနေတာတော့ဆိုတရိုက်ဝါရဲ့ကာဘော်ဒီတွေရဲ့ကာဘေးရဲ့ဓာတ်ဆီရဲ့နော်အင်ဂျင်ရဲ့အလုံးပေါင်းတာလေတခုမပါလို့ရှိရင်မရဘူးဝါယာကြိုးလေးတစ်ချောင်းကစားပြီးတော့လက်သွားလို့မရဘူးလေအဲ့တော့အလုံးပေါင်းလိုက်မှကားသွားလို့ရတယ်အဲ့ဒါလိုလူရဲ့စိတ်မှလည်းပဲအလုံးပေါင်းပြီးလှုပ်လှုပ်တာအဲ့သဘောတရားကိုအရာရာမှာဆင်ញင်သုံးသပ်ကြည့်ဖို့လိုတယ်ပေါ့တော့ကမ္မထာထုတ်တဲ့စာအဓိကနဲ့အဓိကမဟုတ်တာပြောကြတာဥပမာပန်းလေးတစ်ဝင်းကိုချိတယ်ဆိုတာမျက်စိကအဓိကပဲမျက်စိပဲပါကြည့်လို့မရတို့တော့မျက်စိတစ်ခုတည်းလားလို့ဆိုမဟုတ်ဘူးပတ်ဝန်းလည်းရှိရမယ်အာယုစူးစိုက်မှုလည်းရှိရမယ်တတိထားမှုကလည်းရှိရမယ်အဲ့ဒါမမြင်တာတော့ဆိုမမြင်ဘူးအလင်းရောင်လည်းရှိရမယ်ကြားထဲမှာအဲ့လိုအကြောင်းတွေအများကြီးပေါင်းတာအဲ့ဒါတွေကိုဒီမှာလဲစိတ်ရဲ့အညစ်အကြေးဖြစ်တဲ့လောဘကိုစိတ်ရဲ့အညစ်အကြေးလို့သိရမယ်။ဘာနဲ့သိတာတော့ဆိုရင်သိတာတော့ဉာဏ်နဲ့သိတာ
ဒါဖြင့်ဉာဏ်တစ်ခုတည်းကသိလို့ရလားဉာဏ်ကတော့သိတာဟုတ်တယ်သူကိစ္စသိတာသူသိအောင်ဘသူတွေကပံ့ပိုးပေးရတော့ဉာဏ်ကသိအောင်ဘသူတွေကပံ့ပိုးပေးရတတိယပံ့ပိုးပေးရတယ်သမာဓိကပံ့ပိုးပေးရတယ်လုံလဝိရိယပံ့ပိုးပေးရတယ်သမ္မာသင်္ကပ္ပဆိုတဲ့တွေးတောမှုကပံ့ပိုးပေးရတယ်အဲ့ဒီပံ့ပိုးပေးမှတတိယပညာကသိတာဥပမာထေရှားအောင်ပြောမယ်ဆိုရင်နော်လူတယောက်လမ်းလျှောက်တယ်ဆိုတဲ့နေရာအဓိကသူတို့ဆိုခြေတော့ပဲဒါပေမဲ့ခြေတော်လေးရှိုံနဲ့လမ်းလျှောက်လို့ရလားလို့ဆိုမဟုတ်ဘူးမျက်စိကကြည့်ပေးရတယ်ကြံတဲ့ခန္ဓာကိုယ်စိတ်ပိုင်းတွေကဖြောင်းဖြောင်းမတ်မတ်သွားနေအောင်ထိမ့်ပေးရတယ်နော်ခြေတော်ကမြောက်မှုချမှုလုပ်ပေးရတယ်အားလုံးကဝိုင်းလုပ်ကြတာတခုတည်းမဟုတ်ဝိုင်းလုပ်တာဝိုင်းလုပ်တဲ့အခါမှာဖြောင်းမတ်တဲ့လမ်းခရီးကိုရှောက်လာနိုင်တာဖြစ်တယ်ဘယ်ရာပဲဖြစ်ဖြစ်ပေါင်းစပ်ပြီးလုပ်တယ်ဆိုတာသတိထားဖို့ပေါ့အဲ့တော့မြတ်စွာဘုရားကဒီမှာလောဘအဘိဇ္ဇာဝိသမလောဘပြဘာရဆိုတဲ့ဒီတရားဟာစိတ်ရဲ့အညစ်အကြေးလို့သိပါသိပြီးတဲ့အခါမှာအဲ့ဒါကိုဖယ်ရှားဖို့ကြိုးစားပါဖယ်ရှားပါလို့သူတို့ဟောတယ်ဘာနဲ့ဖယ်ရှားပါလို့တော့မဟောဘူးဒီမှာအဲ့တော့အထက်ကရာဆရာကဖြစ်ဆွဲပေးတယ်ဒီသုတ်တံမှာမြတ်စွာဘုရားဆိုလိုတာကတဲ့ဘာနဲ့ဖယ်ရှားမလဲလို့ဆိုလို့ရှိရင်အနာဂါမိမဲ့နဲ့ဖယ်ရှားပါလို့သူတို့ဆိုလိုတယ်ပေါ့အနာဂါမိမဲ့နဲ့ဖယ်ရှားရင်ဒါပြင်သောတပတိမဲ့နဲ့မဖယ်ရဘူးလားဆိုမဟုတ်ဘူးဒိဋ္ဌိဝိသိကိစ္စသောတပတိမဲ့နဲ့ဖယ်တာပဲနော်အနာဂါဆင့်ကိုပြောလိုက်တာပေါ့အနာဂါဆင့်ဖယ်ရှားမှုကိုဆိုလိုတယ်လို့ဒါကတော့ဒီစိတ်ရဲ့အညစ်အကြေးတွေအလုံးဟာအရဟတမေကျမှာကုန်တာပါမနေ့ကပြောခဲ့တဲ့အတိုင်းပဲသောတပတိမေနဲ့ဖယ်ရှားတဲ့စိတ်ရဲ့ညစ်ကြေးကမက္ခတဲ့ပလသာတဲ့အိတ်သားတဲ့မစ္စရိယမာယတာထေယဒီ6ခုဒီ6ခုကသောတပတိမေနဲ့ဖယ်ရှားတာအနာဂါမိနဲ့ဖယ်ရှားတာကပြဘာရရဲ့ကောဓာရဲ့ဥပနာဟရဲ့ပမာဒရဲ့ဒီ4ခုဖယ်ရှားမှာအဲ့တော့သောတပတိမေဖယ်ရှားတာရဲ့အနာဂါမိနဲ့ဖယ်ရှားတာရဲ့6ခုနဲ့4ခုဆို10ခုပဲဖယ်ရှားရသေးတယ်အရဟတမေနဲ့ကြတော့မှကျန်တာတွေကအဘိဇ္ဇဝိသမလောဘဓမ္မတာရမ္မမာနအတိမာနမဒ္ဒအဲ့ဒါတွေကြတော့ဒီ6ခုကြတော့ယဟန္တာအရဟတမေနဲ့မှဖယ်ရှားတာအဲ့တော့မြတ်စွာဘုရားဆိုလိုတာလေဒီနောက်ဆက်လာတာနဲ့ကြည့်ပြီးတော့ထက္ကရာဆရာကအနာဂါမိလို့မဲ့လို့ပြောတာအကုန်မဟုတ်သေးဘူးဘာလို့လဲဆိုနောက်ထပ်အရဟတမေရဖို့ကိုမြတ်စွာဘုရားဆက်ဟောမှဆိုလို့အခြေခံအဆင့်ဖယ်ရှားတာအနာဂါနဲ့ဖယ်ရှားတယ်ဆိုတဲ့အဆင့်ထီအောင်ဖွင့်ပြတာဒါဖြစ်တယ်ပေါ့ဒါသူ့အကြောင်းနဲ့သူဖွင့်ပြတာမြတ်စွာဘုရားဟောတာတော့ဒီနေရာမှာသိပြီးတော့ဖယ်ရှားတယ်ဆိုတာဘာနဲ့ဖယ်ရှားမလို့ဆိုရင်ပြောရမယ်ဆိုရင်သမာဓိနဲ့ဖယ်ရှားမယ်ပညာနဲ့ဖယ်ရှားမယ်ဒီလိုပဲအကျဉ်းအပြည့်ပြောရမှာသီလသမာဓိပညာနဲ့ပဲဖယ်ရှားမယ်လို့ပြောရမှာအဲ့လိုဖယ်ရှားလိုက်လို့စိတ်ရဲ့အညစ်အကြေးတွေဟာစိတ်မှာရှိတဲ့အညစ်အကြေးတွေဟာလျော့ပါသွားတယ်သို့မဟုတ်ဒီသောတပန်ဖြစ်လိုက်တာနဲ့အညစ်အကြေး6ခုရောပွားသွားတယ်အနာဂံဖြစ်လိုက်တာနဲ့နောက်ထပ်4ခုရောပါသွား10ခုရောပါသွားတယ်ဒီလိုဆိုလို့ရပေါ့အဲ့ဒီအပိုင်းထီအောင်မနေ့ကရှင်းပြပြီးပြီပေါ့အဲ့လိုဖယ်ရှားလိုက်တဲ့အခါမှာဘာတွေဖြစ်လာတော့မြတ်စွာဘုရားဆက်ဟောတာကိလေသာဖယ်ရှားမှုကစိတ်ရဲ့အညစ်အကြေးတွေကိုဖယ်ရှားမှုကိုတမန်ဟောကြားပြီးတဲ့နောက်မှာကိလေသာဖယ်ရှားလိုက်ပြီဆိုလို့ရှိရင်အညစ်အကြေးကင်းသွားတယ်အညစ်အကြေးကင်းသွားတယ်ဆိုစိတ်ကကြည်လင်လာတယ်ဆိုတော့မှတ်မောမှာအညစ်အကြေးတွေမှုံမွားတွေဖုံးနေမဲ့ဆိုလို့ရှိရင်မကြည်လင်ဘူးအဲ့ဒါကိုရှင်းထုတ်လိုက်တဲ့အခါကျတော့မှန်ပြင်ဟာကြည်လင်လာတယ်အဲ့ကြည်လင်လာသလိုစိတ်ထဲကအညစ်အကြေးတွေကိုရှင်းထုတ်လိုက်တဲ့အခါမှာစိတ်ဟာကြည်လင်လာတယ်အဲ့ဒီစိတ်ကြည်လင်မှုအတွက်အ
ထောက်ကူလောက်ထီအောင်ဖြစ်လာတော့ဆိုစိတ်ကြည်လင်နေဆိုတဲ့တရားတရားနဲ့အသိညာတရားဖြစ်လာတယ်တရားဖြစ်လာတော့ကြည်လင်မှု၃ရပ်ကိုမြတ်စွာဘုရားကဆက်ဟောတယ်ဗုဒ္ဓေအဝိစ္စပတနေနသမဏဂတောဟောတိအဲ့လိုစိတ်ရဲ့အငြိကျေးတွေကိုဖယ်လိုက်တာနဲ့မြတ်စွာဘုရားရဲ့ခုံနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားရဲ့ခုံပေါ်မှာဒီခိုင်မြဲတဲ့တရားတရားအသိဉာဏ်နဲ့သိပြီးတော့ခိုင်မြဲတဲ့တရားတရားပေါ်လာတယ်တရားကိုဥဒိပြောတာအဝိစ္စပတာဒဆိုတာဘုရားရဲ့ခုံပေါ်မှာလုံးဝတန်တရားမရှိဘဲနဲ့မြတ်စွာဘုရားရဲ့ခုံပေါ်မှာစိတ်ဟာကြည်လင်ပြီးတော့လာတယ်စိတ်ကြည်လင်နေဆိုတဲ့သဘောတရားဟာလောဘလည်းဖြစ်မလာဘူးဒေါသလည်းမဖြစ်မလာဘူးနော်စိတ်ကြည်နေတဲ့ဆိုတဲ့အချိန်လေးမှာလူဟာကောင်းတာလုပ်ဖို့ပဲစဉ်းစားတာစိတ်မကြည်ရင်ကောင်းတာလုပ်ဖို့မစဉ်းစားဘူးနော်လောဘဒေါသတွေကြောင့်ညှဉ်းနှွမ်းနေတဲ့စိတ်ဟာကောင်းတဲ့ဘက်ကိုဘယ်တော့မှမစဉ်းစားဘူးစိတ်ကြည်လင်နေတဲ့ပုဂ္ဂိုလ်ကဒါနလုပ်အောင်ပဲဖျားရှိခိုးအောင်ပဲဖျားပန်းလှူအောင်ပဲဥပုသ်ဆောင်အောင်ပဲဆိုတဲ့အတွေ့အကြုံစိတ်ကြည်နေမှာပေါ်တာအဲ့ဒါတရားရဲ့စွမ်းအားကကိလေသာဆိုတဲ့အညစ်အကြေးတွေကိုဖယ်ရှားပြစ်တာဖျားကုံကိုအာရုံပြုပြီးတော့စိတ်ဟာကြည်နူးနေတယ်ဖျားကုံဆိုတာအလုံးသိတဲ့အတိုင်းဣတိပိသောမှာပါတဲ့အရဟံသမ္မာသမ္ဗုဒ္ဓစာတဲ့ခုံနေပဲအဲ့ဒီခုံနေရဲ့အနှစ်သာရတွေအဲ့ဒီခုံနေရဲ့တကယ်ပုံရိပ်တွေကိုစိတ်ထဲမှာကြည်နူးဝမ်းသာစွာရှုမှတ်ပြီးတော့တရားစိတ်တွေတပွားပွားဖြစ်တယ်ကြည်ညိုတဲ့စိတ်တွေတပွားပွားဖြစ်တယ်စိတ်ဟာကြည်လင်နေတယ်တရားဆိုတဲ့ဟာသူကမှန်ကန်စွာသိတဲ့ပညာနဲ့မှသူကလမ်းဖြောင်းတာတမန်ယုံကြည်တာမျိုးမဟုတ်ပဲနဲ့တကယ်ကိုမြတ်စွာဘုရားဟာအရဟံဂုဏ်နဲ့ပြည့်စုံပါပြီတဲ့သမ္မာသမ္ဗုဒ္ဓဂုဏ်နဲ့ပြည့်စုံပါပြီတဲ့လို့ဂုဏ်တော်တစ်ပါးချင်းတွေးရင်းကနေပြီးတော့ဖះပေါ်မှာကြည်နူးမှုတွေယုံကြည်မှုတွေဆုံးဖြတ်ချက်ချမှုတွေပေါ်လာတယ်အဲ့ဒါကိုအဝိစ္စပတာဒလို့ခေါ်တယ်အဲ့တော့ယမယံခတရားထုတ်တဲ့ပုဂ္ဂိုလ်တွေဟာဖះကုံကိုအာယုံပြုပေးရတယ်ဝိပဿနာတရားထုတ်ပြီးဆိုရင်ဝိပဿနာတရားကယုတ်တရားနံတရားတွေရဲ့ဖြစ်မှုပြတ်မှုတွေကြီးပဲတွေ့ရတဲ့အခါမှာဝိပဿနာက6ကပ်စိတ်ပြည့်စရာတွေကြီးပဲတွေ့လာတတ်တယ်ဒါမို့ဝိပဿနာဒုက္ခတာအတ္တနာလို့ဆိုတယ်ဝိပဿနာဟာမကျေနပ်စရာဒုက္ခရဲ့ဒုက္ခနဲ့နီးတယ်လို့ပြောတာဘာလို့အပြစ်တွေကြီးပဲကြည့်ရတာဝိပဿနာဆိုသင်္ခါရတရားတွေခန္ဓာရဲ့အပြစ်တွေနော်ရှုံဏတို့ရဲ့အပြစ်တွေဒါတွေပဲရှိတဲ့အခါကျတော့စိတ်ဟာကြည်လင်အေးမြတ်မှုမရနိုင်အပြစ်တွေကြီးပဲတွေ့နေတာအဲ့ဒီလိုအချိန်မျိုးမှာဖះကုံလေးကိုအာယုံပြုပြီးတော့ကိုယ်စိတ်အားကိုမြင့်တင်ပေးရတယ်တရားစွမ်းအားတွေတက်လာအောင်တစ်ခါလုပ်ပေးရတယ်အဲ့တော့ဝိပဿနာတရားအထုတ်တဲ့ဆိုဝိပဿနာတရားကြီးအထောက်ရတာမဟုတ်ဘူးစိတ်ကိုလူရဲ့စိတ်ဆိုတာပုံမှန်မဟုတ်ဘူးလူရဲ့စိတ်ကတခါတလေကျတော့သိပြီးတော့စိတ်အားတွေကတက်တယ်အဲ့ဒီခါကျလျှော့ပေးရမယ်တခါတလေကျတော့စိတ်ဓာတ်တွေကကျတဲ့အခါမြင့်တင်ပေးရစိတ်ဓာတ်တက်နေရင်လည်းလမ်းချော်တယ်စိတ်ဓာတ်ကျနေရင်လည်းလမ်းချော်တယ်စိတ်ယောဂမှာဆိုရင်စိတ်ထယောဂစိတ်ကြွယောဂစိတ်ပွားယောဂဆိုတာရှိသေးတယ်နော် psychology မှာစိတ်ပွားနေတယ်ဆိုတာဘာမှတွေးလို့မရအောင်ခေါင်းကုပ်လို့မရဘူးစိတ်တွေပွားနေတယ်ရှုပ်ပွားနေတယ်နော်စိတ်ကြယောဂစိတ်ဓာတ်တွေကျနေတယ်စိတ်ထယောဂစိတ်တွေတက်ကြွလွန်နေတယ်အဲ့ဒီလိုစိတ်တွေဟာပုံမှန်မဖြစ်တဲ့အခါကျတော့ပုံမှန်ဖြစ်သည့်ထိအောင်ပြုပြင်ပေးရမယ်သူပြုပြင်ပေးရတယ်ဘောဓိပက္ခိယတရားဘုဇင်9ပါးဆိုတဲ့တရားဟာအဲ့ဒီစိတ်ရဲ့ပုံမှန်မဟုတ်တဲ့အနေအထားတွေကို
အတိုင်းအတာတစ်ခုရပရိပက္ခိယတရား9ပါးဘုဇင်တရား9ပါးတဲ့ကရှစ်သုံးပါးကိုစိတ်ဓာတ်တွေကြနေတဲ့အခါမှာရှစ်သုံးပါးကိုပွားရမယ်ဓမ္မဝိစီယဝိရိယပိတိဆိုတဲ့အဲ့ဒီဘုဇင်သုံးပါးကိုပွားရတယ်စိတ်ဓာတ်ကြနေတဲ့အချိန်မှာတက်လာစိတ်တရားဒါတက်နေတယ်နော်ပြင်းထန်လွန်နေတယ်ဆိုရင်ပြန်ချအဲ့ဒါကြဘာနဲ့ချပတ္တတိသမာဓိဥပေက္ခဆိုနောက်ဘုဇင်သုံးမျိုးနဲ့ချတတိကအတက်အကျကိုသိအောင်စောင့်ကြည့်ရမယ်အဲ့တော့ဘုဇင်9ပါးဟောတာအလကားမဟုတ်ဘူးမြတ်စွာဘုရားဘုဇင်9ပါးကကမ္မဋ္ဌာန်းအထုတ်တဲ့အချိန်မှာသူကထိန်းညှိဖို့ဟောတာဒါအမှန်တမ်းခဲနေထိန်းညှိပေးရမယ်မထိန်းလို့ရှိရင်လိုရာစခန်းမရောက်နိုင်ဘူးအလုံးဟာ balance ဖြစ်ရမယ်နော်တည်ငြိမ်နေရမယ်ဒါကြောင့်စိတ်တက်နေစိတ်တွေတက်ကြွနေလို့ရှိရင်တစ်မျိုးစိတ်တွေကြာနေလို့ရှိရင်တစ်မျိုးအလုံးကိုထိန်းညှိပေးရတယ်သူဆိုလိုတယ်အဲ့တော့ကမ္မဋ္ဌာန်းထုတ်တဲ့အခါ guideline ပေးတာပဲဘုဇင်9ပါးဆိုတာအဲ့ဒါတွေလည်းသတိထားရတယ်ပေါ့တရားထုတ်တယ်ဆိုဒီတိုင်းပဲအားထုတ်နေလို့မရဘူးအဲ့တော့အတက်အကျချိပြီးတော့ပြုပြင်ထိမ့်သိမ့်သွားတာမျိုးအဲ့လိုကြိုးစားအထောက်ရမယ်လို့သူဆိုတယ်အဲ့တော့ရသော်ဘုရားရဲ့ဂုဏ်ကိုရံခါအာယုံပြုလိုက်တဲ့အခါမှာတရားစိတ်တွေနဲ့ချီနူးမှုတွေတက်လာတယ်အဲ့ဒီချီနူးမှုတွေကိုအခြေခံပြီးတော့ဝိပဿနာတရားကိုပြန်သွားလို့ရတယ်ထို့တူပဲဘုရားဂုဏ်ကိုအာယုံပြုပြီးတော့ချီနူးမှုရတယ်လို့ပဲတရားဂုဏ်တွေကိုအာယုံပြုပြီးတော့လည်းချီနူးမှုတွေရတယ်နောက်တစ်ခါသံဃာဂုဏ်ကိုအာယုံပြုပြီးတော့လည်းပဲစိတ်ထဲမှာချီနူးမှုတွေရနိုင်တယ်အဲ့တော့ဘုရားတရားသံဃာယရဏသုံးပါးရဲ့ဂုဏ်ကိုအာယုံပြုပြီးတော့စိတ်ချီနူးမှုတွေရလာအောင်ကြိုးစားအထောက်ရမယ်ဒါကိုအဝိဇ္ဇပတ္တာဒလို့ခေါ်တယ်အဲ့ဒီအဝိဇ္ဇပတ္တာဒကိလေသာတွေကင်းသွားတာနဲ့တပြိုင်နက်စိတ်ထဲမှာဘုရားတရားသံဃာနဲ့ပတ်သက်ပြီးတော့ချီနူးမှု၃ရပ်ကိုရရှိသွားတယ်တရားစွမ်းအားတွေရရှိသွားတယ်အဲ့ဒီရရှိသွားခြင်းဟာနောက်ထပ်ကျန်နေတဲ့ကိလေသာတွေကိုဖယ်ရှားဖို့အတွက်အရေးကြီးတဲ့စွမ်းအားတွေပဲဖြစ်တယ်ပေါ့အဲ့ဒီစွမ်းအားကိုအသုံးချရမယ်လို့ဆိုလိုတယ်ဒါကြောင့်မို့ဒါကိုဆက်ပြီးတော့မြတ်စွာဘုရားဟောတာယင်နဲ့နှလုံးထဲမှာရှိတဲ့စိတ်ရဲ့အညစ်အကြေးတရားတွေကိုအညစ်အကြေးဖြစ်သိပြီးတဲ့အခါမှာဆိုင်ရာအကြောင်းတရားတွေနဲ့သူတို့ကိုဖယ်ရှားလိုက်တယ်ဖယ်ရှားလိုက်လို့အကြောင်းတရားတွေကင်းသွားပြီဆိုရင်ဘုရားကုံကိုအာရုံပြုတယ်တရားကုံကိုအာရုံပြုတယ်သံဃာကုံကိုအာရုံပြုတယ်အဝိဇ္ဇပတ္တာရဆိုတဲ့ခိုင်မာတဲ့ယုံကြည်မှုကိုရရှိအောင်ကြိုးစားအထောက်တယ်အဲ့တော့ပုရုဇဉ်ရဲ့တရားဆိုတာမခိုင်မာဘူးသောတပန်ဖြစ်တော့မှတရားဆိုတာခိုင်မာတယ်မခိုင်ဘူးဆိုတာဒီဘဝမှာခိုင်ရင်ခိုင်မဲနောက်ဘဝကျပြောင်းရင်ပြောင်းသွားတယ်တချို့ကျတော့ဒီဘဝတင်တောင်မှမခိုင်မာဘူးပြောင်းလဲနိုင်တယ်ပေါ့ဒီအဝိဇ္ဇပတ္တာရဆိုတာဘယ်တော့မှမပြောင်းလဲတဲ့ယုံကြည်ချက်လို့အဓိပ္ပာယ်ရတယ်ဣစုတေနပတ္တာဒေနဘယ်တော့မှရွေ့ရှားသွားမှာမဟုတ်ဘူးဖျားကုံနဲ့ပတ်သက်ပြီးတော့အခါကျတော့အမှန်ကန်သိထားသည့်အတွက်ကြောင့်အစလေနာလှုပ်ရှားရင်းရိုင်မှုမရှိဘူးဣစုတေနရွှေလျာပျောက်ကွယ်သွားတာမရှိတဲ့ယုံကြည်မှုလို့ဆိုလိုတယ်ပေါ့အဲ့ဒါကိုအဝိဇ္ဇပတ္တာရအသိဉာဏ်နဲ့သက်ဝင်သိရှိနားလည်ပြီးယုံကြည်တာခိုင်မာတဲ့ယုံကြည်ချက်လို့ဆိုလိုတယ်နော်အဲ့ဒီတရား blind faith လို့ဟာမျိုးမဟုတ်ဘူးသူပညာပါဠိအတွက်ကြောင့်အမှန်တမ်းအရေးကြီးတယ်ဒါကိုဓတနမူလိကတတ္ထာလို့ခေါ်တယ်မြတ်စွာဘုရားရဲ့အရေးချင်းကိုကိုယ်တိုင်သိရှိပြီးတော့အမြင်ပေါ်မှာအခြေခံတဲ့ယုံကြည်ချက်လို့ခေါ်တယ်နော်ကိုယ်တိုင်မြင်ထားတာသူများကိုယုံစရာမှမရှိတော့တာကိုယ်တိုင်သိထားတဲ့အသိဉာဏ်ပေါ်မှာအခြေခံတဲ့ယုံကြည်ချက်ကို
အဝိသပတာရလို့ခေါ်တယ်တနည်းအားဖြင့်အာကာရဝတိတတ္ထာအကျိုးအကြောင်းလုံလောက်တဲ့တရားအဲ့ဒီတရားတရားတွေကိုဆက်လက်ပြီးတော့ထူထောင်ပါတဲ့စိတ်ရဲ့ညစ်ကြေးကင်းပြီးသွားပြီတဲ့အခါမှာအဲ့ဒီတရားစွမ်းအား၃မျိုးနဲ့ပံ့ပိုးပြီးတော့ပေးလိုက်ပါအဲ့ဒါပြီးတော့မြတ်စွာဘုရားဘာဆက်ဟောတော့ဆိုယထောတိခောပနတ္တစတ္တဟောတိဒီပါဠိလေးရဲ့အဓိပ္ပာယ်ကယထောတိလို့လည်းရှိတယ်ယတောတိလို့လည်းရှိတယ်ဩတိစတ္တဩတိဆိုတာအပိုင်းခြားလိုက်အညစ်အကြေးတွေကိုဖယ်ရှားတာသူနဲ့သက်ဆိုင်ရာသူဖယ်ရှားသွားတာအကုန်လုံးဖယ်ရှားတာမဟုတ်ဘူးအဲ့တော့ဘာတွေကိုရည်ညွှန်းတာတော့ဆိုဩတိဆိုတာသောတပတိမေသဂရဂမိမေအနာဂမိမေဆိုတဲ့အောက်မတူအဓိကတော့သောတပတိမေနဲ့အနာဂမိမေပေါ့သူကအကန့်အသတ်နဲ့ဖယ်ရှားတယ်လို့ဆိုလိုတယ်ဩတိရဲ့အဓိပ္ပာယ်ကအကန့်အသတ်ချက်အတိုင်းဖယ်ရှားတာနော်အကုန်လုံးမဖယ်ရှားနိုင်ဘူးအကန့်အသတ်နဲ့ပဲဖယ်ရှားတာအဲကြောင့်မို့အကန့်အသတ်လိုက်ဖယ်ရှားတယ်ဆိုတာခုနပြောခဲ့တဲ့သောတပတိမေနဲ့ကမက္ခပလာဒစသည်ဖယ်ရှားတယ်နာဂမိမေကပြဘာရစသည်ဖယ်ရှားတယ်အရဟတမေကအဘိဓါစသည်ဖယ်ရှားတယ်ဆိုဒါအကန့်အသတ်နဲ့ဖယ်ရှားတယ်လို့ခေါ်တယ်သောတပတိမေတို့နာဂမိမေတို့ဖယ်ရှားမှုကအပြည့်အမဟုတ်သည့်အတွက်ကြောင့်ဩထိစတ္တအကန့်အသတ်အနေနဲ့သူကစတ္တဆိုတာစွန့်ပစ်တာစွန့်လွတ်လိုက်တာအဲ့ဒီမှာမြတ်စွာဘုရားသုံးထားတဲ့စကားပါတော့ဆိုရင်ယထောတိခောပနတ္တစတ္တံဟောတိဝန္တံဝိမု ക്ത ံပဟိနံပတိနိသထံလို့ဟောတယ်အဓိပ္ပာယ်ကပါတော့ဆိုရင်ရှင်ထဲမှာရှိတဲ့စိတ်ရဲ့အညစ်အကြေးတွေကိုအပိုင်းခြားအကန့်အသတ်နဲ့စွန့်ပစ်တယ်စတ္တဆိုစွန့်လွတ်လိုက်တယ်အဲ့တော့တချို့ကစွန့်လွတ်ပြီးတော့လည်းပြန်ယူတတ်သေးတယ်လေပြစ်လိုက်ပြီးမှပြန်ကောက်လာတာရှိသေးတယ်ဒါကြောင့်မို့နောက်စကားလုံးတစ်ခုထပ်ပြီးတော့သုံးတယ်မြတ်စွာဘုရားဝန္တံထွေးပြစ်လိုက်တာဝန္တံဆိုတာနောက်ထပ်ပြန်မယူတော့ဘူးလို့ဆိုလိုတယ်ပြန်မယူတော့စွန့်လွတ်လိုက်တယ်ထွေးထုတ်ပလိုက်တယ်အဲ့တော့ထွေးထုတ်ပလိုက်ပြီးတဲ့အခါကျတော့ထွေးတော့ထွေးတယ်အပြင်ထိအောင်အကုန်မရောက်ဘူးဆိုတာမျိုးကရှိတတ်သေးတယ်ဒါကြောင့်မို့ဝိမု ക്ത ံလုံးဝလွတ်သွားပြီအပြင်လုံးဝရောက်သွားပြီကိုယ်ရင်ထဲမှာမရှိတော့ဘူးရင်ထဲလွတ်သွားပြီဝိမု ക്ത ံပဟိနာပျောက်ကွယ်ကိုသွားပြီပတိနိသထံလုံးဝလက်ကြံမရှိအောင်ဖယ်ရှားပလိုက်ပြီလို့ဆိုအဲ့တော့ဒီစကလုံးလေးတွေကတစ်ခုနဲ့တစ်ခုအားကိုပြီးဖယ်ရှားမှုကိုစွမ်းပို့ပြီးတော့ပြီးပြန်အောင်ဟောတာပဲဖြစ်တယ်နော်အဲ့တော့ဒီစကလုံးငါးလုံးကိုစတ္တတဲ့ဝန္တတဲ့ဝိမု ക്ത တဲ့ပိဟိနတဲ့ပတိနိသထတဲ့အဲ့စကလုံးလေးတွေဟာအလုံးကဖယ်ရှားတယ်ဆိုတဲ့အဓိပ္ပာယ်တွေပဲသို့တော့ဖယ်ရှားဖို့ဖယ်ရှားနေကြမတူကြဘူးအဲ့တော့အလုံးကိုခြုံငုံပြောလိုက်မယ်ဆိုရင်လုံးဝလွတ်ကျွတ်ကင်းရှင်းဖယ်ရှားပလိုက်တယ်လို့ဆိုလိုတယ်စိတ်ရဲ့အညစ်အကြေးတွေကိုလုံးဝသန့်စင်ပြလိုက်တယ်ဖျားကုံတရားကုံသံဃာကုံကိုအာယုပြုပြီးတော့လုံးဝသန့်စင်ပြလိုက်တယ်လုံးဝသန့်ရှင်းပြလိုက်တယ်လို့အဲ့ဒီအဓိပ္ပာယ်ကိုမြတ်စွာဘုရားဟောတာအဲ့တော့ဒီကိလေသာအညစ်အကြေးတွေနဲ့ပတ်သက်ပြီးတော့တာမန်ဆွလွတ်ရုံများမဟုတ်တော့ပဲနဲ့လုံးဝရှင်းထုတ်ဖယ်ရှားပလိုက်ပြီးဖျားကုံတရားကုံကိုအာယုပြုပြီးတော့ယင်းထဲမှာရှင်းသွားအောင်လုပ်တယ်ဖျားကုံတရားကုံသံဃာကုံအပြုပြီးတော့ယင်းထဲမှာရှင်းသွားတယ်အဲ့ဒီလိုလုပ်တော့ဘယ်လိုအကျိုးတွေရဖျားကုံတရားကုံကိုအာယုပြုပြီးတော့ဖျားတရားသံဃာယရဏသုံးပါးရဲ့ကုံကိုအာယုပြုပြီးတော့ခိုင်မာတဲ့စိတ်ကြည်နူးမှုကိုရတဲ့ပုဂ္ဂိုလ်တယောက်ရှင်ထဲမှာရှိတဲ့ကိလေသာအညစ်အကြေးတွေကိုလုံးဝရှင်းထုတ်လိုက်တဲ့ပုဂ္ဂိုလ်တယောက်ဘယ်လိုအခြေအနေတွေဖြစ်လာတော့ဆိုသောလဗတိအဋ္ဌဝေဒံသောလဗတိဓမ္မဝေဒံ
Levati Tamubata Hitam Pamosa. Erelu Shinto like that solution. Dua Yaswabia Boma Loa Chinyu Biro. Anetara Spiware. Yaswabia Kong Yi Cheni Boma. They are Biro. Loa Chinure. Loa Tire. Wamyo Jinumune, Wamyo Jinumune Shene Adinya Mu Yare. Weda Sura, Wanda Jene Adinya. Weda Sura Zagalonga, Wanda Jene Adinya Naku Hore. Oh, Levedi Ata Wita. Peago Moma, they are Mushi Nide. Jinumu. Dominanda Sura, Wanda Mune. Dominanda Yana Tambiyoda. Dominanda Sura, Nyane Shene. Dominanda Shene Nya. Oh, Wanda Mune. Timi Mu. Wanda Jin, teaching so that T. David Naku you biro. Levadi Ata Weda. Levadi Tama Weda. Ata Sura. Chinga Tailu. Timbai Tailu. Shayu Tadailu Ata. Peago Nori Ha. Chinga Daide. Wabiro Gowe Daide. Yi Cheni Pilu Ata. Eri Peago Nori Ha. Magone Boago Mayo. Does he be Nina Pidoja? Tua. Tama. Ata Tama. T. David and Lepone. Now the Niga Ataga a Jew, Tamaga a chow. A Jew pite, Yaule Dimine, Champite, Yaule Dimine, Wanda Chinumuri pite. A Rofiago Diago, Ago, I build Tradiari to de la Visoi. Pa Sepsilaron soy. Wanda Jene, Wanda Munesine, Wanda Jene, Adinia. Tinemu Tabiro Yashila, the Pura. We ta sore. Wanda Mune. Adinya Dinaku, Kongo Ni Pianyala. Atu Tamatan Hita. Tamatan Hita Pamosa. Ata Weda, Tamaweda. Tamatan Hita Pamosa. Titomyu Hor. Titomyu Hor. Tamubata Hita Pamosa. Titiari ne Badala Viro, Senza Light Day. Di Wanda Jinumuri Dodet Yalare. Sechana Mu. Piti Pimuswa, Daddy Tapola. Ero Shensi Biorado. Piago, I will be Wandare. Adinya Nipide. Tiago, I will be Wandare, Dinya Nipide. Tangago, I will be Wandare, Dinya Nipide. Go in Nalonema, say it, Nijiru, Peshap like Nainu. Wanda ne Adinya, Tirupilla, Edu Solore. Erago, Dima, Shemiro, Yasapia Hora. Erodido Dama, say it, Nijiru, Peshaje. Piadia Dangago Niboma, Ninika, young teacher. Wanda Mune, Adinya Yashimu. Lagano, Joe Chisu, Sopiro. Tia Tika, Quinset, Nina Yasapia. Oh, Quinset, Nina. Anjiri came to be so in teaching Nidia Luria than a Mapilame. Since I like they want that Jinuri Pilame. Tamu Bata Hita Pamosa. Era Divi Dishi Wanda Piro. Anusa Wamyam Muli Pilare. Wanda Muya Nama Wamyam Musa lad. Era Wanda Mune Wamyamua Bakwaron, so Wanda Mua Deep, Wamyamua Puchila, Drusulabo, no? Ashira Nemashira do Quare. Sing a pillar at the bow, Jopia. Aria Neviro. Hobby T. Atadama Nepata Viro Tinu Wanda Muri Dinyani Pilavi Soroshi. Pelu Juri Yalara Ro.
ဘယ်လိုဟာတွေဆက်လက်ဖြစ်ပေါ်လာတော့ဒီဆိုင်ရာအကြောင်းတရားဖြစ်လာလို့ရှိရင်ဒီအကျိုးဆက်ဆိုတာကိုယ်ကလုံးယူရတာမဟုတ်ဘူးခွင်းဆက်အနေနဲ့ဖြစ်လာတာအဲ့တော့ဝမ်းမြောက်မှုဖြစ်လာတဲ့အခါမှာဘာဖြစ်တော့ဆိုပမုဒိတတပိတိစာယတိဝမ်းမြောက်မှုဖြစ်လာလို့ရှိရင်ပိတိလို့ဆိုတဲ့နှစ်ချိုက်မှုတသိမ့်ရှင်ထဲမှာလိုက်ပြီးတော့ဖြစ်လာတဲ့ပိတိဆိုပေါ်လာတယ်ဝမ်းမြောက်မှုကိုလွန်ကဲလာတဲ့အခါပိတိအဆင့်ရောက်လာတယ်သူဆိုလိုတယ်ပေါ့ပမုဒိတတပိတိစာယတိဝမ်းမြောက်တဲ့ပုဂ္ဂိုလ်မှာပိတိဖြစ်လာတယ်ပိတိမနတကာယောပတ္တပိတိဖြစ်နေတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဟာငြိမ်နေတယ်အေးချမ်းနေတယ်ငြိမ်ချမ်းတယ်ပူပန်တာမရှိဘူးစိတ်ထဲမှာတောကိုအေးချမ်းပိတိဖြစ်နေပြီဆိုအေးချမ်းနေပြီဒါကိုစက်ပဲဆင်ငယ်အကျိုးဖြစ်လာတာပိတိဝင်လာလို့ရှိရင်နာမကာယရူပကာယအေးချမ်းသွားတယ်ဟုတ်ပြီအဲ့လိုအေးချမ်းသွားတာကိုပတ္တတိလို့ခေါ်တယ်ပတ္တကာယောဒုက္ခဝေဒေတိအဲ့လိုကိုယ်ရောစိတ်ရောအေးချမ်းသွားပြီဆိုရင်ဘာဖြစ်လဲဆိုနေလို့ထိုင်လို့ကောင်းလာတယ်စိတ်ချမ်းသာလာတယ်ပို့ပြီးတော့ကြည်နူးပွဲရာတွေဖြစ်လာတယ်ဟောဒုက္ခဝေဒေတိစိတ်ချမ်းသာမှုတွေကိုရလာတယ်ဒါဖြင့်စိတ်ချမ်းသာမှုရတော့ဘာဖြစ်လဲဒုက္ခိနောစိတ်တံသမာဓိယတိချမ်းသာမှုရလာတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဟာဘယ်ဟာကိုအာရုံပြုလိုက်ငြိမ်နေလှုပ်ရှားမနေဘူးလှုပ်ခတ်မနေဘူးဘုရားကုံအာရုံပြုလိုက်လဲငြိမ်သွားတယ်တရားကုံအာရုံပြုလိုက်လဲငြိမ်သွားတယ်အဲ့တော့စိတ်ငြိမ်တာနဲ့မငြိမ်တာထင်ရှားတယ်လေတစုံတစ်ခုစိတ်ဆင်းရဲစရာကျုံနေတဲ့လူဟာပြရခတ်တာပဲလေစိတ်ကမငြိမ်ဘူးလေတမန်နေထားဖြင့်ဆိုရင်ကြည်နူးနေရင်စိတ်ကငြိမ်သွားတာအာယုံလေးတစ်ခုပေါ်မှာစိတ်ကတည်ငြိမ်နေတာအဲဒါကြောင့်မို့ချမ်းသာနေပြီဆိုရင်ဒုက္ခိနောစိတ်တံသမာဓိယတိသမာဓိဆိုရလာတယ်အဲ့တော့ဒါတွေကခွင်းဆက်တွေပဲအဝိဇ္ဇပတ္တရာဆိုတဲ့ဘုရားတရားသံဃာယရဏသုံးပါးနဲ့ပတ်သက်ပြီးကြည်နူးလာလို့ရှိရင်ပမောဇ္ဇဆိုတာဖြစ်တယ်ပမောဇ္ဇဖြစ်လို့ရှိရင်ပိတိဖြစ်တယ်ပိတိဖြစ်လို့ရှိရင်စိတ်ရောကိုယ်ရောငြိမ်းချမ်းတယ်စိတ်ရောကိုယ်ရောငြိမ်းချမ်းလို့ရှိရင်ချမ်းသာတယ်ချမ်းသာပြီဆိုလို့ရှိရင်စိတ်တည်ငြိမ်တယ်ဒါကွင်းဆက်ပဲအဲ့ဒါလို့သွားတာဆက်ပြီးတော့ဒီမှာသမာဓိကိုတင်မြတ်စွာဘုရားအဓိကထားပြီးတော့လမ်းဆုံးအနေနဲ့အဲ့ဒါလို့ဟောတာရှေ့ဆက်သွားရင်သမာဓိရှိမှယထာဘုဒ္ဓညာဏတတနာဆိုတာအမှန်ကန်မြင်နေဆိုတာအဲ့ဒီဘက်ကိုပြမှာသို့တော့ဒီသုတ်တံမှာဒုက္ခိနောစိတ်တံသမာဓိယတိခုရှေ့ပိုင်းမှာစိတ်လေးတည်ငြိမ်တာလေးကိုပြောပြတာနော်အဲ့လိုစိတ်ကလေးဟာတည်ငြိမ်လာတယ်တဲ့အဲ့တော့စိတ်ရဲ့အငြိကြီးဖြစ်တဲ့ကိလေသာတွေကိုဖယ်ရှားတယ်ဖျားတရားသံဃာအောင်ပြုပြီးတော့တရားတွေဖြစ်တယ်တရားတွေဖြစ်တော့စိတ်ထဲမှာဝမ်းသာမှုတွေသိမြင်မှုတွေဖြစ်လာတယ်အဲ့လိုဖြစ်လာတဲ့အခါမှာဒါရဲ့ရက်လက်အကျိုးဆက်ကပါတယ်အဲ့လိုကိလေသာတွေလည်းဖယ်ရှားနိုင်တယ်တရားစွမ်းအားတွေလည်းကြီးတယ်နောက်ဆုံးကဒီဖယ်ရှားတယ်ဆိုတာအနာဂတ်နဲ့ဖယ်ရှားတာဆိုအနာဂတ်အဆင့်မျိုးဒီပုဂ္ဂိုလ်ရောက်သွားတယ်နော်အနာဂတ်အဆင့်ရောက်သွားပြီဆိုတော့အနာဂတ်အဆင့်ရောက်သွားတဲ့ပုဂ္ဂိုလ်တယောက်ရဲ့ဒီအန္တရာယ်ကင်းမှုကိုမြတ်စွာဘုရားကလူတိုင်းသိနိုင်အောင်ဘလို့ဟောတော့ဆိုရင်အဲ့ဒီလူအသိဉာဏ်နဲ့ရှိပြီးတော့ဝန္တာပီတိဖြစ်နေတဲ့တမာရီစွမ်းအားတွေကောင်းနေတယ်သီလတွေနဲ့ပြည့်စုံတဲ့တမာရီကောင်းတယ်ပညာကောင်းတယ်ဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာတဲ့ဘလောက်ကောင်းတဲ့အစာအာဟာရတွေပဲစားသူ့မှာလောဘကအန္တရာယ်မပြုတ်နိုင်တော့ဘူးလို့ဆိုလိုတာဘလောက်ကောင်းတဲ့နဲ့တွေ့လောဘဖြစ်တော့ဘူးလို့ပြောတာနော်ဘလောက်ဆိုးတာနဲ့တွေ့ဒေါသမဖြစ်တော့ဘူးဆိုတာလို့စိတ်ငြိမ်သွားတယ်ဘလောက်ကောင်းတာနဲ့တွေ့အဲ့တော့လူဆိုတာကပုံမှန်လေးဆိုရင်တော့လောဘမဖြစ်ဘူးရှိုးနေတဲ့အရာပေါ်မှာလောဘမဖြစ်ဘူးအဲ့သိကောင်းတာနဲ့တွေ့ရင်တော့
လောဘအငုတ်ကပေါ်လာတတ်တယ်လေပေါ်လာတတ်တယ်စိတ်ဟာပြောင်းသွားတတ်တယ်လေဒါကြောင့်မို့ဒီအနာဂတ်အဆင့်ရောက်သွားတဲ့ပုဂ္ဂိုလ်တယောက်ဟာခုနပြောတဲ့အရေးချင်းတွေရှိလို့ရှိရင်တဲ့ကောင်းပြီဆိုတဲ့အစာအာဟာရတွေစားတောင်မှပဲအဲ့ဒီစားတဲ့စားခြင်းကြောင့်တာမန်ပုဂ္ဂိုလ်ဒီမှာလောဘတက်ပြီးတော့ရတတဏှာနဲ့ဒီစာမျိုးစားခြင်းနဲ့စိတ်အမြဲတမ်းပေါက်ပြီးတော့လောဘတကြီးတဝတပြေစားတာမျိုးမဟုတ်ဘူးသူ့ဘာသူဆင်ញင်တုံတရားနဲ့စားတဲ့လောက်စားပြီးတော့ကောင်းလို့ဖိစားတာမျိုးမလုပ်တော့ဘူးမလုပ်သည့်အတွက်ကြောင့်လောဘကသူ့ကိုမနှိမ့်ဆက်နိုင်တော့ဘူးလို့ဆိုလိုတယ်ဒါပေါလို့ဒါဟောတာတော့လို့ဆိုဒါအမတန်မှအရေးကြီးတဲ့အချက်တစ်ခုပဲရသော်ဘုရားရဲ့ခုံတော်တွေထဲမှာစရဏတရား15ပါးဆိုတာဟောထားရှိတယ်အခြေခံစရဏတရားက4ပါးရှိတယ်အဲ့ဒီ4ပါးကဘာလို့ဆိုရင်သီလရဲ့ဣန္ဒြေထိမ့်သိမ့်ဆောက်ရှောက်တဲ့ဣန္ဒြေယသံဝရရဲ့ဘောဇနိမတ္တညုတာရဲ့သာဂရိယနုယောဂရဲ့ဒီ4ခုအဲ့ဒီမှာဘောဇနိမတ္တညုတာဆိုတာထည့်ထားတယ်လူတွေမှာဒုက္ခပေးတာအစာနဲ့ဒုက္ခပေးတာရတ္တတဏှာဒုက္ခပေးတတ်တယ်ဒီပြားတွေရှောင်နိုင်ပြီမဲ့လို့ဒါကိုရှောင်နိုင်ခဲ့တယ်လို့ဆိုလိုတယ်ပဲဖြောက်ခိုင်းနိုင်တယ်ရတ္တတဏှာပို့ပြီးဆိုးတယ်လို့ပြောတာမတည့်လဲမတည့်မှန်းသိလဲစားတာပဲလေရှိရယောဂရှိလို့အချိုနဲ့မတည့်ဘူးဆိုရင်လည်းနည်းနည်းလေးတော့စားလိုက်ချင်တယ်ဟိုကမတည့်ဘူးဆိုလဲကြိုက်တတ်တဲ့အစားဆိုနည်းနည်းလေးတော့စားချင်သေးတယ်အဲ့လိုဖြစ်လာတချို့ကျတော့နည်းနည်းတယ်မကဝါစားတယ်ဘေးကလူကမစားဖို့တတိပေးရင်တော့ဝါစားပြီးသေမယ်လို့တောင်သူကပြောသေးတယ်အဲ့လိုတွေဖြစ်တယ်အဲ့ဒါကြောင့်မို့လို့ကိုလောဘကိုမထိန်နိုင်တဲ့အထိပ္ပယ်ကိုဖော်ပြတာဒီအနာဂံဆိုတဲ့အဆင့်ရောက်သွားတဲ့ပုဂ္ဂိုလ်တယောက်ဟာဘာစားစားဒီအစာအာဟာရသူ့ကိုဆွဲဆောင်နိုင်မှုမရှိတော့ဘူးတဲ့မဆွဲဆောင်တော့ဘူးသူကအစာရဲ့ဆွဲဆောင်တဲ့နောက်ကိုမလိုက်ဘူးတဲ့ဟုတ်တယ်လေဒိန်ကြီးတွင်းသီးကြိုက်တဲ့လူကတွင်းသီးနှံလေးမြင်လို့ရှင်သိကြအဲ့ဒါတွင်းအစာဆွဲဆောင်တာပဲလေဒိန်ချင်းသီးကြိုက်တဲ့လူကလည်းဒိန်ချင်းသီးမြင်မစားပဲနေတယ်အဲ့ဒါအစာရဲ့ဆွဲဆောင်မှုပဲအဲ့ဒီဆွဲဆောင်မှုတွေမခံရတော့ဘူးတဲ့ဘလောက်ကောင်းတာစားစားသူစိတ်ဟာလောဘရဲ့လွှမ်းမိုးမှုကိုမခံရတော့ဘူးအနေရမဖြစ်တော့ဘူးလို့မြတ်စွာဘုရားဟောတယ်ဥပမာဆိုပါစို့တဲ့ဒါဘာကြောင့်ဒီလိုဖြူစင်မှုရသွားတယ်လဲလို့ဆိုလို့ရှိရင်ကိုယ့်ရဲ့ရင်ထဲမှာကိလေသာအညစ်အကြေးတွေကင်းနေလို့သာဖြစ်တယ်အဲ့ဒီကိလေသာအညစ်အကြေးတွေဟာအဝတ်မှာဆွဲပေးနေတဲ့အညစ်အကြေးတွေဟာရှည်တို့ဆပ်ပြတို့နဲ့ဖွလျှော်လိုက်လို့ရှိရင်အဲ့ဒီအညစ်အကြေးဟာပျောက်ကွယ်သွားတယ်အဲ့ဒီပျောက်ကွယ်သွားသလိုအခုပြောခဲ့တဲ့အဝိဇ္ဇပတာရဆိုတဲ့ယုံကြည်မှုတွေခိုင်မာတဲ့ယုံကြည်မှုတွေဝန္တာမှုတွေကြည်နူးမှုတွေကနေပြီးတော့စိတ်ထဲကအညစ်အကြေးတွေကိုဆေးကြောပလိုက်တယ်ဆေးကြောပလိုက်တယ်တခါမတန်းစင်တဲ့ရွှေကိုမိုက်ခွက်တဲ့ထည့်ပြီးတော့ကျင်လိုက်တဲ့အခါမှာမတန်းစင်တာတွေကတန်းစင်သွားတယ်နော်မိုက်ခွက်ထဲမှာထည့်ပြီးတော့ကျင်လိုက်တဲ့အခါမှာရွှေထဲမှာမတန်းစင်တဲ့ဓာတ်တွေကိုတန်းစင်ပြီးတော့ပြစ်လိုက်တယ်အဲ့ဒါလိုပဲအဝတ်ကိုဆပ်ပြာနဲ့ရေနဲ့ဖွလျှော်ပြီးတန်းစင်သလိုမတန်းစင်သေးတဲ့ရွှေကိုမိုက်ခွက်ထဲထည့်ပြီးတော့တန်းရှင်အောင်လုပ်သလိုပေါ့အဲ့ဒီလိုသူ့ရဲ့စိတ်တွေဟာလည်းပဲအခုပြောခဲ့တဲ့သဘာဝတရားတွေမြတ်စွာဘုရားပေါ်မှာယုံကြည်ချက်ခိုင်မာတယ်ယုံကြည်မှုကိုအကြောင်းပြုပြီးတော့စဉ်းစားလိုက်တဲ့အခါဝန္တာကြည်နူးမှုတွေဖြစ်တယ်ဝန္တာကြည်နူးမှုတွေရဲ့အကျိုးဆက်တွေကိုဆင်ခြင်တဲ့အခါမှာပို့၍ဝန္တာကြည်နူးမှုတွေဖြစ်တယ်အဲ့ဓာတွေကနေပြီးတန်းစင်ဆေးကြောပြလိုက်တော့သူဟာလုံးဝတန်းရှင်းစင်ကြယ်သွားတဲ့အနေအထားမျိုးကိုရောက်တယ်လို့အဲ့လိုခေါ်တာမြတ်စွာဘုရားနော်ဟုတ်ပြီတမာတိရလာပြီဆိုရင်ဘာလို့အောင်မလဲ
နောက်ထပ်ဆက်ပြီးတော့ဘာဟောတော့ဆိုသောမေတ္တာသဟဂတိနာစေတတာဧကံဓိတံပရိတဝဝိဟရတိပြမဝိဟာရတရား၄ပါးကိုဒီသုတ်တန်ရဲ့နောက်ဆက်တွဲအနေနဲ့ခထဟောတယ်မြတ်စွာဘုရားဒါဘာကြောင့်လို့ဆိုရင်ခုနကစိတ်ရဲ့အညစ်အကြေးတွေထဲမှာဖော်ပြထားတာပါတော့ဆိုလောဘဒေါသပါတယ်လေအဲ့ဒေါသကိုတိုက်ရိုက်ဆေးကြောပေးနိုင်တဲ့တရားကတော့မေတ္တာပဲဖြစ်တယ်ပေါ့အဲ့ဒါကြောင့်မို့ဗြဟ္မဝိဟာရတရားကိုဆက်ပြီးတော့မြတ်စွာဘုရားဟောတယ်တဘာဝတရားဆိုတာဒီကမ္မထာတွေကဘယ်ကမ္မထာမဲ့ဖြစ်ဖြစ်ရှင်တဲ့နှလုံးထဲမှာရှိတဲ့ကိလေသာတွေကိုတန့်စင်ဆေးကြောနိုင်တာကြီးပဲဖရာကုံတော်ကလည်းပဲပွားပဲဆိုရင်တန့်စင်ဆေးကြောနိုင်တယ်တရားကုံတော်ပွားပြီးတော့လည်းတန့်စင်ဆေးကြောလို့ရတယ်တန်ခါကုံပွားပြီးတော့လည်းတန့်စင်ဆေးကြောလို့ရတယ်အဲ့ချိန်မှာထပ်ပြီးတော့မေတ္တာနဲ့တည့်ရဲ့သစ္စာနဲ့ဒေါသဆိုတဲ့အညစ်အကြေးကိုမေတ္တာဘာဝနာပွားပြီးတော့တန့်စင်ဆေးကြောမှုမြတ်စွာဘုရားပြတယ်ဒါကြောင့်မို့တရားကိုဆက်ဟောတယ်သောမေတ္တာသဟဂတိနာအဲ့ဒီပုဂ္ဂိုလ်ဟာမေတ္တာတွေလွှမ်းခြုံထားတဲ့စိတ်နဲ့တဲ့အယမျက်နှာတစ်ခုကိုဖြန့်ပြီးတော့သူမေတ္တာစိတ်နဲ့ဖြန့်ပြီးတော့နေတယ်ဆိုတနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်အယမျက်နှာတစ်ခုဆိုပုဂ္ဂိုလ်တယောက်ပေါ်မှာမေတ္တာတွေဖြန့်နေတယ်ဖြန့်လိုက်တယ်အယမျက်နှာနဲ့ပြောမယ်ဆိုလို့ရှိရင်တော့အရှိရက်ကိုတစ်ခုကိုမေတ္တာဖြန့်တယ်ပုဂ္ဂိုလ်နဲ့ပြောမယ်ဆိုရင်ပုဂ္ဂိုလ်တယောက်ပေါ်မှာမေတ္တာဖြန့်လိုက်တယ်ပုဂ္ဂိုလ်တော်ရောက်ပေါ်မှာမေတ္တာဖြန့်ပြီးတော့နေလိုက်တယ်သူ့ရဲ့အကျိုးစီးပွားကိုလိုလားတဲ့စိတ်တွေတဖွာဖွာဖြစ်နေအောင်လုပ်တယ်နော်ချမ်းသာပါစေဆင်ပြေပါစေကျန်းမာပါစေဆိုရက်မေတ္တာစိတ်တွေဒီပုဂ္ဂိုလ်တူပေါ်မှာလွှမ်းခြုံပြီးတော့ဖြစ်သွားအောင်စင်စမဲ့ပြတ်ပို့ပေးတယ်အဲ့ဒီကနေသူထပ်ချဲ့လိုက်တယ်တထာဒုတိယတော့အရှိရက်ကိုမေတ္တာပို့တယ်ဆိုရင်တခါတောင်ရက်ကိုပို့လိုက်တထာတတိယနောက်တစ်ခုထပ်တိုးတယ်အနောက်ရက်နောက်တစ်ခုထပ်တိုးတယ်မြောက်ရက်ဟုတ်လားပထမအယမျက်နှာတစ်ခုကိုပို့တယ်ဒုတိယအယမျက်နှာတစ်ခုထပ်တိုးတယ်ထပ်တိုးပြီးတတိယအယမျက်နှာတစ်ခုထပ်ပို့တိုးတယ်နောက်စတုထအယမျက်နှာတစ်ခုထပ်တိုးတယ်လူပုဂ္ဂိုလ်ဆိုရင်ပထမပုဂ္ဂိုလ်တယောက်ကိုပို့တယ်နောက်ဒုတိယပုဂ္ဂိုလ်တယောက်ကိုပို့တယ်တတိယပုဂ္ဂိုလ်တယောက်ကိုပို့တယ်စတုထပုဂ္ဂိုလ်တယောက်ကိုပို့တယ်အဲ့ဒီလိုပုဂ္ဂိုလ်တဦးကနေပြီးတော့2ဦး3ဦး4ဦးထိအောင်ကိုယ့်ရဲ့မေတ္တာတွေဖြန့်ကျက်လိုက်တာနောက်ဆုံးမှာတရဝါရှိသမျှအားလုံးပေါ်မှာမေတ္တာတွေတက်ရောက်သွားတယ်တဖြည်းဖြည်းချင်းဖြန့်သွားတာနော်တဖြည်းဖြည်းချင်းမေတ္တာကိုဖြန့်သွားတာဒီပုဂ္ဂိုလ်တယောက်ကနောက်တယောက်ကနေနောက်တယောက်ကနေတောက်တာတကဘာလုံးမှာရှိတဲ့တရဝါတွေအားလုံးနော်အယမျက်နာတွေအားလုံးဖြန့်လိုက်တယ်အထက်အောက်ပဲညာဝဲရာအလယ်မှာရှိတဲ့တရဝါတွေအားလုံးကိုနော်ကိုယ်နဲ့ဓာန်တူစိတ်အားကုန်စိုက်ပြီးတော့တရဝါအားလုံးပတ်ဝန်းတဲ့တတ္တလောကကြီးတစ်ခုလုံးကိုချီးမားချေပြန့်လှတဲ့မေတ္တာဓာတ်နဲ့နေတယ်လို့သူတို့ဆိုတော့တယ်အချီးမားချေပြန့်တဲ့မေတ္တာဝိပုလေနမဟကတိနဝိပုလဆိုတာကိုမေတ္တာကြီးကဖြန့်ကျက်လိုက်တာကျဲလာတယ်မေတ္တာကွန်ရက်ကြီးပေါ့နော်မေတ္တာ network နဲ့ဖြန့်ကျက်လိုက်တာအကုန်လုံးဟာမေတ္တာကလွတ်သွားတဲ့ပုဂ္ဂိုလ်မရှိဘူးတဦးတယောက်မှမလွတ်ဘူးအဲ့ဒီထဲမှာမိတ်ဆွေလည်းပါမယ်ရန်သူလည်းပါတယ်သိသူလည်းပါတယ်မသိသူလည်းပါတယ်အလုံးသတ္တဝါတွေကိုပေါ်မှာမေတ္တာကွန်ရက်ကြီးကိုဖြန့်ကျက်ပြီးတော့အဝိရာဟောတုရှံကင်းကြပါစေအပြပစ္စာဟောတုဒေါသကင်းကြပါစေနော်အနိကဟောတုဒုက္ခကင်းကြပါစေဒုက္ခိအတ္တနာပရိဟရတုချမ်းသာစွာကိုယ်စိတ်ကိုဆောင်ရွက်နိုင်ကြပါစေမိမိကိုဆောင်ရွက်နိုင်ကြပါစေအဲ့ဒီလိုမေတ္တာပို့တာအဲ့ဒီလိုမေတ္တာစိတ်နဲ့
အချင်းကြာကြီးသူ့ရဲ့မေတ္တာတရားဟာကမ္ဘာလောကကြီးတစ်ခုလုံးစัจ java လာတွေရှိသမျှတတ္တလောကကြီးတစ်ခုလုံးကိုလွှမ်းခြုံပြီးတော့မေတ္တာနဲ့နေပြလိုက်တယ်အဲ့လိုမေတ္တာနဲ့နေပြခြင်းအဖြစ်မေတ္တာပါဝိတ္တဗဒေါသတပဟာနာယရှင်ထဲမှာရှိတဲ့လှုပ်ခတ်တတ်တဲ့ဒေါသတွေဟာကုန်ညွန်ပြက်ပြဲသွားတယ်ဒေါသဆိုဝင်းမလာတော့ဘူးကိုယ့်ရင်ထဲမှာဘသူမုန်းမာရဲဆိုတာမရှိဘူးဘသူပေါ်မကျေနပ်ဘူးဆိုတာလည်းမရှိဘူးသူကတော့ရန်သူမဟုတ်ဘူးဆိုတာလည်းမရှိတော့အလုံးပေါ်မှာလွှမ်းခြုံပြီးတော့အကျိုးစီးပွားကိုလိုလားတဲ့စိတ်ဖြစ်လာထို့တူပဲနောက်ထပ်မေတ္တာပွားပြီးတဲ့အခါမှာဒုက္ခရောက်နေတဲ့အစမပြေတဲ့ပုဂ္ဂိုလ်တွေကိုကြည့်လိုက်တယ်အစမပြေတဲ့ပုဂ္ဂိုလ်တွေဒုက္ခမုံစံတုအစမပြေတာတွေကလွတ်ကြပါစေဆိုတာဒါကရုဏာပွားတာဒါကြတော့တရားအလုံးမဟုတ်တော့အစမပြေတဲ့လူအချို့အတွက်လူတိုင်းဟာအစမပြေတာမဟုတ်ပြေးနေတဲ့လူကရှိတယ်အဲ့တော့ဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်တွေအတွက်ဒုက္ခမုံစံတုသူတို့အခက်ခဲတွေကလွတ်မြောက်ကြပါစေဆိုပြီးခုနလိုပဲပထမတယောက်ဒုတိယတယောက်တတိယတယောက်သရုတ်တယောက်သို့မဟုတ်အယမျက်နှာပထမအယမျက်နှာဒုတိယအယမျက်နှာတတိယအယမျက်နှာသရုတ်အယမျက်နှာအယလေးမျက်နှာလုံးပုံပြီးတော့ကရုဏာကွန်ရက်ကြီးနဲ့ဖြန့်ကျက်လိုက်အဲ့လိုကရုဏာကွန်ရက်ဖြန့်ကျက်တာဖြန့်ကျက်ပြီးတဲ့အခါမှာနောက်ထပ်မုဋိတာဒါကြတော့ပဲဘက်ကိုဥလှည့်လိုက်သလိုလောကမှာအစဉ်ပြေပြီးကောင်းစားနေကြတဲ့ပုဂ္ဂိုလ်တွေလောကဆိုတာကောင်းစားတဲ့ပုဂ္ဂိုလ်ကလည်းရှိတယ်လေဆင်းရဲတဲ့ပုဂ္ဂိုလ်ကလည်းရှိအဲ့ဒီကောင်းစားတဲ့ပုဂ္ဂိုလ်တွေပဲလှည့်လိုက်အောင်လှည့်ပြီးတော့ပထမတယောက်ဒုတိယတယောက်တတိယတယောက်သရုတ်တယောက်နောက်အားလုံးရှိသမျှအစဉ်ပြေနေကြတဲ့ပုဂ္ဂိုလ်တွေပေါ်မှာယထာလတ္တသံပတ္တိတောမာဝိကိသန္တုသူတို့ရထားတဲ့အခြေအနေကောင်းတွေလက်လွတ်မဆုံးရှုံးကြပါစေနဲ့အခြေအနေကောင်းတွေဆုံးရှုံးရင်သူတို့ဒုက္ခရောက်ကြမှာလေအဲ့တော့သူတို့ရထားတဲ့အခြေအနေကောင်းတွေချမ်းသာဒုက္ခတွေကလက်မလွတ်ကြပါစေနဲ့မဆုံးရှုံးကြပါစေနဲ့ဆိုရယ်ဒီမုဒိတာတရားကိုပွားရမယ်သူမပွားဘူးဆိုဂျက်လက်စီဖြစ်တယ်အိတ်သာဖြစ်လာမကောင်းတဲ့အညစ်အကြေးဝင်လာမယ်ဒါကြောင့်မုဒိတာပွားတယ်နောက်တစ်ခါအဆင့်မြင့်လာတဲ့အခါအခုမေတ္တာရဲ့ကရုဏာရဲ့မုဒိတာရဲ့ကဒါလှုပ်ရှားမှုတွေနဲ့သွားတာနောက်ဥပိ္ပခာဆိုတာကျတော့တည်ငြိမ်မှုနဲ့သွားလိုက်တာဥပိ္ပခာကျတော့မေတ္တာရဲ့အာယုပြုတဲ့တရားတွေရောကရုဏာရဲ့အာယုဖြစ်တဲ့တရားတွေရောမုဒိတာရဲ့အာယုဖြစ်တဲ့တရားတွေရောဘယ်သူပဲဖြစ်ဖြစ်တရားမှန်သမျှသူကံနဲ့သူပဲကိုလှုပ်တာကိုခံကြရမယ်ကိုလှုပ်တာကိုစံကြရတယ်နော်ဆိုတဲ့အတွေးမျိုးလေးနဲ့သဗ္ဗေတ္တကမ္မတကာအလုံးဟာကိုယ်ကံနဲ့ပဲကိုယ်ကံကိုကိုယ်ပိုင်ဆိုင်ထားကြသည့်အတွက်ကြောင့်မကောင်းတာလုပ်တာလဲမကောင်းတာလုပ်တဲ့လူတွေကလည်းမကောင်းတာကိုသွားကြမှာပဲကောင်းတာလုပ်တဲ့လူတွေကလည်းကောင်းတာပဲဖြစ်ကြမှာပဲဆိုပြီးတော့ကိုယ်စိတ်လေးကိုတည်ငြိမ်အောင်ထားလိုက်တယ်ဘယ်သူတော့ချမ်းသာပါစေဘယ်ဝါတော့ချမ်းသာပါစေလည်းမလုပ်တော့ချမ်းသာပါစေဆိုတော့မပါတော့ဥပိ္ပခာကြတော့သဗ္ဗေတ္တကာမတကာအလုံးဟာသူကံပဲလက်တွေ့ရှုလိုက်တယ်ကံနဲ့ကြည့်ပြီးတော့အခါအလုံးပေါ်မှာချစ်ချင်းမုန်းချင်းကင်းအောင်ဆောင်ရွက်လိုက်တယ်အဲ့ဒါသူ့ရဲ့အနှစ်သာရပဲချစ်နေရင်လည်းအစွန်းရောက်တာပဲမုန်းနေရင်လည်းစွန်းရောက်တာပဲလေအဲ့တော့ချစ်ချင်းမုန်းချင်းကင်းသွားပြီးတော့အလုံးဟာသဗ္ဗေတ္တကာမတကာသူကံနဲ့သူဖြစ်ကြတာပါလို့ဆိုပြီးတော့စိတ်တည်ငြိမ်စွာနှလုံးသွင်းနေထိုင်တာဥပိ္ပခဘာဝနာအဲ့လိုမေတ္တာဘာဝနာကရုဏာဘာဝနာမုဒိတာဘာဝနာဥပိ္ပခဘာဝနာတရားပွားများလိုက်ခြင်းအပြင်စိတ်ရဲ့အညစ်အကြေးတွေဟာပို၍တန်ရှင်းစင်ကြယ်ပြီးတော့သွားတယ်ဆိုပြီးတော့မြတ်စွာဘုရားကပြမစုတရား၄ပါးပွားများဖို့ကိုအချင်းတိသုတ်တံမှာဟောလိုက်တယ်ဟောပြီးတဲ့အခါမှာဝိပဿနာတရားကိုဆက်ဟောမယ်ဒါအနာဂတ်ဆင့်ပြီးရင်အရဟတမေအတွက်သွားစရာရှိတယ်ဒါကြောင့်မို့
ဒီပြမစိုးတရားဟောပြီးတဲ့အခါမှာဝိပဿနာတရားကိုဆက်ဟောတာဒီကနေ့တော့ဒီနေရာပဲဆုံးသက်ကြရအောင်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့မြတ်ဗုဒ္ဓရဲ့အဆုံးအမဩဝါဒဖြစ်တဲ့စိတ်ရည်ညစ်ကြီးများဆိုတဲ့အကြောင်းကိုဟောကြားတဲ့ဝဋ္ဌသုတ်တံထိုဝဋ္ဌသုတ်တံမှာလာတဲ့စိတ်ရည်အညစ်ကြေးတွေမိမိတို့တဏ္ဍာမှာရှိတဲ့အညစ်ကြေးတွေကိုရှိမှန်းသိအောင်ကြိုးစားပြီးဖယ်ရှားနိုင်အောင်ကြိုးစားအထောက်ကြရမယ်ကြိုးစားအထောက်ပြီးတော့အဆင့်ဆင့်မြတ်စွာဘုရားလမ်းပြတဲ့အတိုင်းရှောက်လန်းကြပြီလေတန်တရားကိုဆင်းရဲကလွတ်ကင်းအောင်တို့တွေကြိုးစားအထောက်ကြမှာဖြစ်တယ်လို့ကိုယ်စီတတိထားပြီးကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်းရှိသချာရှင်ဖယားဖယားတပည့်တော်တို့သည်ဓမ္မအတိညာရှားရှိမှသာလျှင်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ပါသောကြောင့်ဓမ္မအတိညာရှားရှိစေရန်ရှိတန်ကြလျက်ဓမ္မသဖြင့်ဆင်ခြင်းပါပြုလို့ကြ၍အမတဒါနာဓမ္မဒါနာတရားအလှူတော်ကိုပေးလူကြပါကုန်၏တရားတော်မြတ်ကိုယုတိလေးမြတ်စွာမမတ်သားသာအာယုထားလျက်နာကြားကြပါကုန်၏တရားတော်မြတ်ကိုတတ္တဝဝတ္ထုအစုစုတို့ဖြင့်ပူဇော်ကြပါကုန်၏ယနေ့ယခုအာထုပ်ပြုလို့ကြရသောဤကောင်းမှုဤကုသိုလ်စုစုသည်နိဗ္ဗာန်ချမ်းသာ၏အကြောင်းထောက်ပံ့ဖြစ်ပါစေတည်းဤကောင်းမှု၏အဖို့ဘာကကိုအမိအဖအဖို့အဖွာဆရာသမားမစ၍ကဘာသူကဘာသာလူနဲ့မြမတတ္တဝါများတို့အားအမြဝေငှပါကုန်၏ကုသိုလ်အမြကိုယ်စီရကြကုန်သည်ဖြစ်၍ကိုယ်စိတ်နှဖျားချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်းအာလုတတ္တရာအမြ